Japan region TikTok account တစ်ခုကိုအလွယ်ကူဆုံးနဲ့အမြန်ဆုံးဖွင့်လို့ရတဲ့နည်းလမ်းကိုဒီဗီဒီယိုထဲမှာကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်နော်။ကဲအရင်ဆုံး TikTok app ထဲကိုအရင်ဝင်လိုက်ပါမယ်ဗျ။ပြီးရင်တော့ကိုယ့်ရဲ့ profile ကိုတစ်ချက်နှိပ်လိုက်ပါမယ်။အဲဒီနောက် sign up ကိုနှိပ်ပြီး location မှာမြန်မာဖြစ်နေတာလေးကိုဝင်ပြောင်းလိုက်ပါမယ်နော်။ဒီနေရာမှာကိုဖွင့်ချင်တဲ့နိုင်ငံကိုရှာလို့ရပါတယ်ကျွန်တော်ကတော့ Japan region ဖွင့်မှာမလို့ Japan လို့ပဲရိုက်ရှာလိုက်ပါမယ်ဗျ Japan ကိုရွေးပြီးသွားရင် continue with email ကိုဆက်နှိပ်လိုက်ပါမယ်နော်ဒီမှာ email ထည့်ရမှာဖြစ်ပါတယ် Okay TikTok account တစ်ခါမှမဖွင့်ဘူးသေးတဲ့ Gmail အသစ်တစ်ခုကိုသုံးပေးတာပို့ပြီးတော့အဆင်ပြေပါတယ်ဗျကျွန်တော်ကတော့ Gmail တစ်ခုထည့်ပြီး continue ကိုဆက်နှိပ်လိုက်ပါမယ်အခုတော့ verification code 6လုံးထည့်ရမယ်အဆင်ပါနော်ကိုကစောစောကထည့်ခဲ့တဲ့ Gmail တွေကို TikTok ကပို့ပေးထားမှာပါဒါကြောင့် Gmail ရဲ့ခဏဝင်ပြီးကုတ်6လုံးကိုယူလာပြီးတော့ဒီမှာပြန်ထည့်ပေးလိုက်ပါမယ်ဗျပြီးရင် birthday ထည့်ရမှာဖြစ်ပါတယ်ဒါကအမှန်မထဲခြင်းလည်းရပါတယ်နော်ဒါပေမဲ့အသက်18နှစ်ပြည့်အောင်တော့ထည့်ပေးပါဗျအားလုံးဖြည့်ပြီးရင် continue ကိုဆက်နှိပ်လိုက်ပါမယ်အခု password ထည့်ရမယ့်အဆင့်ရောက်ပါပြီ password ထဲမှာစလုံးရယ်ခဏန်းရယ်ပါရပါမယ်ပြီးတော့ ဒါမှမဟုတ် hash လိုမျိုး symbol တစ်ခုလည်းထည့်ပေးရပါမယ်ဗျpassword ထည့်ပြီးသွားရင် continue ကိုနှိပ်လိုက်ပါမယ် username ကတော့အခုတစ်ခါတည်းထည့်လိုက်လို့ရတယ်လို့နောက်မှပြန်ပြောင်းထည့်လည်းရပါတယ်နော်ကျွန်တော်ကတော့တစ်ခါတည်းလေးပဲထည့်ပေးလိုက်ပါမယ်ဗျโอเคအခုဆိုရင်တော့ TikTok account ဖွင့်ပြီးသွားပါပြီเนาะဒါက Japan region ဟုတ်မဟုတ်စစ်ချင်ရင်တော့ settings ထဲကိုသွားပြီး region ကိုတစ်ချက်ကြည့်လိုက်ပါဗျ region မှာ Japan လို့ပေါ်နေရင်တော့ Japan region TikTok account အောင်မြင်ရသွားပါပြီကျွန်တော်ရဲ့ဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ like နဲ့ subscribe လုပ်ခဲ့ပြီးပါအောင်ဗျအားလုံးအဆင်ပြေကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော် Goodbye